မင်္ဂလာပါကျွန်တော်စောကြပါဒီနေ့ကတော့ကျွန်တော်ဒန်အုပ်ပြဿနာနဲ့လာပြမယ်ဒန်အုပ်ကောင်းမကောင်းတော့တခါတလေကိုဘယ်တလီလဲအတိဝယ်ထားတဲ့နော်ဘယ်တလီခဏပဲသူအားကုန်တယ်နော်အားကုန်တယ်ပြီးတော့ထုတ်ကွိုင်ကိုစီပြီးထုတ်ကွိုင်အားပြီးတယ်ဘယ်တလီအားကတော့နော်ပတ်တိကတော့ထုတ်ကွိုင်မှလာတယ်လေထုတ်ကွိုင်မှလာပြီးတော့ထုတ်ကွိုင် AC မီက DC မီပြောင်းလဲဖို့ဒန်အုပ်သူ့တာကိုနော်တခါတလေသူဒန်အုပ်ဆွတ်လိုက်တယ်ဒန်အုပ်အားမကောင်းတော့ဘူးဒန်အုပ်မကောင်းတော့ဘူးဆိုရင်တော့ဘယ်တလီအတိဝယ်လဲအလကားပဲဒန်အုပ်ထုတ်ကွိုင်လို့လည်းမဆိုင်တော့ဘူးအားကြောင့်ပေါ့ဒန်အုပ်ကောင်းမကောင်းဘူးလို့စီးရတယ်လည်းကျွန်တော်လာစီးပြပေးမယ်နော်ဥပမာကျွန်တော်လာစီးပြတဲ့ဘယ်ကတော့ EFI ဘယ်ပေါ့နော် EFI ဘယ်တွေကတော့ဘယ်တလီမကောင်းရင်တော့သူစက်လို့ခဲ့မယ်အားကြောင့်ပေါ့နော်သူမီအားပြပြလိုရမယ်နော်လိုတယ်သူအားမီအားပြလိုတယ်ဆိုတော့အဲ့ဒါတော့ width 130 iron နော်သူကတော့ EFI မီလိုင်းကျွန်တော်လာပြကြတိုင်ပြပေးမယ်ဘယ်လိုတိုင်ရတယ်လဲဆိုရင်တော့သူအားတော့ဒီသူခြေတော်ကတော့9ခုစီးတယ်တွေ့လာတယ်ညီတို့အပေါင်းတစ်ခုပဲអော်ရမယ်နော်အကောလုံးអော်ရင်တော့သူပြက်တယ်စောလိုက်တယ်နော်အများအချင်းသူပြက်တာကတော့သူထိထားရတာများလို့အစိမီကြီးအစိမီကြီးနော်မီကြီးပြီးတော့ဘယ်တလီအားရရောပြီးတော့မများစေဖို့သူအကလုံးထိထားပေးတယ်ဆိုတော့တခါတလေသူစောလိုက်တယ်နော်သူအလောလောတာများဖို့အဲ့ဒါတော့ကောင်းမကောင်းကျွန်တော်လာစီးပြပေးမယ်မီတာကတော့အပေါင်းမှာထားနော်သူကတော့9ခုစီးတယ်ဒါပေမဲ့အပေါင်းကတော့တစ်ခုပဲអော်ရမယ်ဒီလိုမျိုးကြည့်အတိုင်းပြပေးမယ်နော်ဒီမှာကျွန်တော်ဒီလိုမျိုးထိုးအပေါင်းអော်လာမអော်ဘူးနော်သိလားပြီးတော့မီတာကောင်းပြောင်းလဲလိုက်ဒီလိုမျိုးကြည့်អော်လာမអော်ဘူးနော်အကောလုံးမអော်လဲမကောင်းဘူးနော်တစ်ခုអော်ရမယ်နော်ဒီတစ်ဖက်ကျွန်တော်တိုင်ကြည့်မယ်អော်တယ်တွေ့လားနောက်တစ်ဖက်လဲရမယ်မអော်ရဘူးနော်နောက်တစ်ဖက်လဲអော်ရင်တော့ပြက်တယ်နော်မអော်ဘူးတွေ့လားဒီတစ်ဖက်အဆောင်မអော်ဘူးတစ်ဖက်ပဲအဆောင်អော်ရမယ်ဆရာသင်ရှင်တို့နော်ဒီလိုမျိုးတိုင်အဆောင်អော်လာအဆောင်អော်တယ်ဒီတစ်ဖက်ရောမអော်ဘူးနော်လောကနောက်တစ်ဖက်မီတာခလကတော့ပြောင်းလိုက်ဒီမျိုးတိုင်မអော်ဘူးတွေ့ရနော်ပြီးတော့ဒီလိုမျိုးမអော်ဘူးနော်လောကသူတစ်ချက်ပဲអော်ရမယ်သိထားလိုက်ဆရာတို့ဘာဖြစ်လဲဆိုရင်တော့သူအလောတာများတဲ့တကလည်းသူစောလိုက်တဲ့အများအပြင်းစောလိုက်တာများတယ်နော်အားကြောင့်သူ့အလောပေါ်အလောနီးဒီလိုမျိုးစီလိုက်အဲ့ဒါတော့သိချတယ်ပြက်မပြက်သူအလောတာများတဲ့တခါတလေဆိုရင်တော့ဘယ်တလီလိန်တော့ပက်ဆောင်ကော်တာများတယ်လေဘယ်တလီတွေဟိုထုတ်ပွန်နေပါတယ်သွားစီလိုက်ဆိုတာလဲလိုက်ဆိုရင်တော့ပက်ဆောင်ကော်တာများလို့ကြောင့်အဲ့ဒါကြောင့်ဒန်အောက်ကိုအရင်လာစီလိုက်ဒီမျိုးလာစီပေါ့နော်အဲ့ဒီလိုမျိုးကောင်းတယ်ဆိုတော့မရသေးဘူးဆိုတော့တခုပဲကြောင်တော့တယ်နော်တခါတလေသူထုတ်ပွန်ထဲမှာသူပို့လာတဲ့မီကသူအားမနိုင်ဘူးလေအဲ့ဒါထုတ်ပွန်ပဲပြန်စီလိုက်နော်အဲ့ဒါတော့ကျွန်တော်လာပြပြတာတော့ဒန်အုပ်ပြဿနာပေါ့စီပေါ်စီနီအခြေကောင်းအဲ့ဒါတော့သိချလိုက်တော့တင်ကြီးတော့အဲ့လိုမျိုးတိုင်းတော့ပို့ပြီးအဆင်ပြေတာပေါ့အားကြောင့်မသိသေးတဲ့ဆရာတွေအတွက်ပေါ့နော်စီပေါ်စီနီအခြေကောင်းလေးလာနေသူတွေအတွက်โอเคကျွန်တော်လည်းဒီလောက်နဲ့ပဲနော်အားလုံးအတွက်အဆင်ပြေအသီးကတော့အများမဟုတ်ရင်အနေရလိုက်မယ်လို့ကျွန်တော်မြင်လိုက်ပါတယ်ဗျာโอเคကျွန်တော်စောကြပါဘိုင်ဘိုင်